တကောင်းပြည်ကြီးမှာခွန်အားမလအလွန်ကြီးမားတဲ့ပပဲဆရာမောင်တင့်တယ်ဆိုတာရှိခဲ့ပါတယ်အကိုတင့်နေမောလာပြီရေအေးလေးတောက်ပါဦးဒီလောက်ခွန်အားကြီးတဲ့သူကိုငါနန်းပလလင်ပေါ်မှာဒီတိုင်းလွှတ်ထားလို့မဖြစ်ဘူးဘီရင်ကြီးရဲ့တန်တရားကြောင့်မောင်တင့်တယ်ဟာဘေးလွတ်ရာတောတောင်တွေထဲမှာခိုးအောင်ပုန်းရှောင်ခဲ့ရပါတယ်အကိုကိုတတ်ဖို့ဖယင်ကြီးကညီမတော်ကိုမိဖို့ရမြောက်ပြီးလှည့်စားနေပြီအကိုတင့်နေဖယင်ကြီးကအန်ဒီယမပြုတ်ပဲအရာရှိကြီးအဖြစ်ချီးမြှောက်မယ်လို့ကတိပေးထားလို့မြို့တော်ကိုပြန်လာခဲ့ပါတော့ညီမလေးစိုးမဲရအတွက်ငါပြန်လာခဲ့ပြီငါညီမလေးနန်းတော်မှာမျက်နှာပွင့်ရစေရမယ်ဟေးမင်းတို့ဒါဘာလောက်တာလဲလွှတ်စမ်းညီမလေးစိုးမဲရမြို့တော်တဲ့ရောက်တာနဲ့ဘီရင်ဟာတစ္ဆာဖောက်ပြီးမောင်တင့်တယ်ကိုစကဝါပင်ကြီးမှချီနှောင်ကကွက်မြက်ဖို့ပြင်ဆင်ပါတော့တယ်မင်းတို့သစ္စာမရှိတဲ့ကောက်ကျစ်သူတွေကိုကြီးညီမတော်လည်းလိုက်ခဲ့ပါပြီအကိုကြီးမနမနှစ်ယောက်စလုံးဟာမတရားသဖြင့်မီးလောင်တိုက်သွင်းကွက်မြက်ခြင်းကိုခံခဲ့ရရှာပါတယ်ငါတို့မောင်နှမရဲ့သစ္စာတရားနဲ့ခွန်အားဟာဘရောမှပြတ်သုံးမှာမဟုတ်ဘူး။နောက်မှသူတို့ဟာမဟာဂီရိအိမ်တွင်းနဲ့မောင်နှမအဖြစ်မြမတို့ရဲ့အိမ်တိုင်းမှာဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ဖို့တည်ရှိကြံရခဲ့ပါတော့တယ်။